ရက်ကွက်ဥယျာဉ်များသည်ရပ်ကွက်များကိုလှပစေုံနာမကပေါတိဆက်ဆံရေးကိုလည်းပြောထောင်ပေးပါတယ်။ရက်ကွက်ထဲမှာဥယျာဉ်တစ်ခုပြောထောင်နိုင်ပါတယ်။ရက်ကွက်လူထုအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မဲ့ဥယျာဉ်အမျိုးအစားကိုရွေးချယ်ရာတွင်ဥယျာဉ်မှူးများနှင့်အိမ်နီးချင်းမိတ်ဆွေများ၏အကူအညီကိုတောင်းပြီးသူတို့၏ပါဝင်မှုများကိုရယူပါ။ရေအရင်းမြစ်နှင့်အနီးအနားတွင်စိုက်ပျိုးရန်မိုးရေသည်များအတုံးပြုရန်ဆယ်များစနစ်များကဲ့သို့သောအခြားအရင်းမြစ်များကိုအတုံးပြုရန်အကြံပြုလိုပါသည်လူအပ်မြင့်ခွင့်ပြုချက်နှင့်ခွင့်ပြုချက်အမျိုးအစားပြီးနောက်တင်ဆိုင်ပြုံးမီနေရာ၏ရေမီတန်းငွေ့လိုင်းများတည်နေရာကိုတည်ထားရန်အရေးကြီးပါတယ်ရက်ကွက်ဥယျာဉ်များမှာထွက်ရှိသောကောက်ပဲတိနံများကိုတင်ဆက်ထားခြင်းအစားတောက်ပံများတို့လှူဒန်းခြင်းအစားတောက်အလူခုံများလက်ခံကျင်းပခြင်းဒါမှမဟုတ်အိမ်နီးနားချင်းများရက်ကွက်တူရက်ကွက်သားများနဲ့မျှဝေခြင်းများပြုလုပ်နိုင်ပါတယ် www.fortwayguides.org တို့ဝင်ရောက်ကြည့်ရှုပြီးအစီအစဉ်ဒီနေ့ပဲစတင်ပါ